2026 ခုနှစ်ဧပြီလ25ရက်စနေနေ့ညပိုင်းကဝါရှင်တန် DC ရှိဝါရှင်တန် Hilton Hotel မှာကျင်းပတဲ့အိမ်ဖြူတော်သတင်းထောက်များအသင်း WHCA ညစာစားပွဲမှာသမ္မတဒေါ်နယ်ထရမ့်ကိုလှုပ်ကြံရန်ကြိုးပမ်းမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်အကျဉ်းမှာအောက်ပါအတိုင်းဖြစ်ပါတယ်။ဖြစ်စဉ်အစည8:40 မိနစ်ခန့်တွင်သမ္မတထရမ့်နှင့်ဇနီးမလနီယာဒုသမ္မတ JD Vance တို့ညစာစားပွဲ၌ရှိနေစဉ်ဟိုတယ်၏လုံခြုံရေးစစ်ဆေးရေးဂိတ်မက်ဂနတိုမီတာအနီးတွင်တနက်တန်များထွက်ပေါ်လာခဲ့ပါသည်။လုံခြုံရေးဆောင်ရွက်မှုတနက်တန်ကြားသည့်နေ့တစ်ပြိုင်နက် Secret Service အဖွဲ့ဝင်များကသမ္မတနှင့်အဖွဲ့ကိုစင်ပေါ်မှအမြန်ဆုံးဘီကင်းရာသို့ခေါ်ဆောင်သွားခဲ့ပါသည်။ညစာစားပွဲတက်ရောက်လာသူသတင်းထောက်များနှင့်ဧည့်သည်ပေါင်း2600ခန့်မှလည်းစပွဲများအောက်တွင်ဝတ်နေခဲ့ကြရပြီးခဏတာရုပ်သေးသေးဖြစ်ပွားခဲ့ပါသည်။တရက်ခန့်နှင့်လက်နက်ဖမ်းဆီးရမိသူတရက်ခန့်မှာကာလီဖိုးနီးယားပြည်နယ်တော်ရန့်စ်မြို့မှာအသက်31နှစ်အရွယ်ကိုတော်မတ်အဲလန်ဖြစ်ပါသည်။သူ့ထံမှရှော့ကန်ထောက်ဖြုတ်တနက်လက်ကင်တနက်တစ်လက်နှင့်ဓားအမြောက်အများသိမ်းဆည်းရမိခဲ့ကြောင်းရဲတပ်ဖွဲ့ကထုတ်ပြန်ပါသည်။၎င်းသည်ဟိုတယ်တွင်တေးခုနေသည့်ဧည့်သည်တဦးလေးဖြစ်ပါသည်။ထိခိုက်ဒဏ်ရာရရှိမှုသမ္မတထရမ့်မှာဒဏ်ရာရရှိခြင်းမရှိပေဘီကင်ပါသည်။သို့တော်လုံခြုံရေးအရာရှိတဦးတနက်မှန်ခဲ့တော်လဲချက်ကာအင်ဂျီဝတ်ဆင်ထားသဖြင့်စိုးရင်စရာမရှိကြောင်းသိရပါသည်။နောက်ဆက်တွဲအခြေအနေသမ္မတထရမ့်က၎င်း၏ Truth Social လူမှုကွန်ရက်မှတဆင့်၎င်းဘီကင်းချောင်းနှင့်လုံခြုံရေးအဖွဲ့များကိုကျေးဇူးတင်ကြောင်းရေးသားခဲ့ပါသည်။တရားခံကိုဧပြီလ29ရက်တနင်္လာနေ့တွင်ဝါရှင်တန် DC တရားရုံး၌ရုံးထုတ်စစ်ဆေးရန်စီစဉ်ထားပြီးလောက်ကျန်ရန်ကြိုးပမ်းရတဲ့အကြောင်းရင်းကိုတော့စုံစမ်းစစ်ဆေးနေစေဖြစ်ပါသည်။ဤဖြစ်စဉ်သည်သမ္မတထရမ့်အတွက်2024ခုနှစ်ပန်ဆယ်ဗေးနီးယားလူထုဟောပြောပွဲတွင်လောက်ကျန်ခံရမှုအပြီးနောက်ထပ်အထင်အရှားလောက်ကျန်ရန်ကြိုးပမ်းမှုတစ်ခုဖြစ်လာခဲ့ပါသည်